ပေဒီတာကျော်မြင့်နဲ့ဆူနာမီလိုင်းလုံးကြီးတွေကမြို့ကြီးတစ်မြို့လုံးကိုစက္ကန့်ပိုင်းအတွင်းမှာမြို့ချသွားတဲ့အခါတမိုင်းတလျှောက်အစိုးရဆုံးအဆင့်6.6ငလင်းကြီးကအမေရိကန်နိုင်ငံကိုဝင်ရောက်ခဲ့ပါတယ်။အရာအလုံးအားကဘာပြတ်တယ်လို့ပါ။ပြိုကျနေတဲ့မူးနို့တိုက်တွေနှစ်ချမ်းကွဲသွားတဲ့မိဘနေကြတဲ့မှာကယ်ဆယ်ရေးလေမှုတယောက်လားဒီဘင်းနဲ့ရင်ဆိုင်နေရတဲ့သူ့ရဲ့မိသားစုကိုကယ်တင်မှုအသက်လူပြီးတော့ကြေးထွက်လာခဲ့ပါတယ်။သူအချိန်ကြီးရောက်သွားမလား။ဒါမှမဟုတ်တဘာဝတရားကြီးကပဲအရာအလုံးခက်စီပစ်လိုက်မလားဆိုတာကတော့ဒီနေ့ဇာလန်မှာအတူတူကြည့်လိုက်ရအောင်ဗျ။တောင်ပိုင်းကာလီဖိုးနီးယားရဲ့တာယာရဲ့နေလေကင်းတစ်ခုမှာအမျိုးသမီးငယ်တဦးအားတောင်ကုန်းလမ်းလေးအတိုင်းအေးအေးဆေးဆေးကားမောင်းလာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အေးစမှုတွေကကားလေးကမှန်ကိုလာတိုက်တဲ့ကြောက်စစ်ခဲလေးတွေနဲ့အတူစက်ကမိုင်အတွင်းမှာပြက်စီးသွားခဲ့ပါတယ်။တောင်ကပင်ရန်ကနေအေးအားမကြောက်တုံးကြီးတွေအလုံးရင်းနဲ့ပြိုကျလာပြီးတော့သူမရဲ့ကားကိုကြောက်တဲ့ကိုအရှိန်နဲ့တွန်းချလိုက်ပါတယ်။ကားကလည်းတောင်စောတလျှော့အချင်းချင်းလိမ့်ဆင်းသွားပြီးနောက်မှာတော့အောက်ဘက်ကနောက်တဲ့ကြောကပါအစွန်မှာပြုတ်ကျလူဆဲဆဲအနေထားနဲ့ကန်တီစွာချိတ်မိနေကြပါတယ်။အဲ့ဒီချိန်မှာပဲပေါ့ဆန်ဂျလီမီတန်နဲ့ကယ်ဆယ်ရေးအဖွဲ့ကကျွမ်းကျင်ပညာရှင်ရီဒါရတဲ့ရင်ပေါ်မှာတနေ့တော့တရားနဲ့ဟစ်တာပြုဖြစ်ဆိုနေရင်ကနေအခင်းဖြစ်ပွားရာကိုအချိန်မီရောက်ရှိလာခဲ့ပါတယ်။ကြောကပါချင်းချင်းလေးတဲ့ကိုရဟရင်အသေးအတန်စောင်းပြီးတော့တိုးစင်လိုက်ကကယ်ဆယ်ရေးသမားတယောက်ကိုလည်းကားစီအိုးကျိုးနဲ့ချပိတ်လိုက်ပါတယ်။ရဟရင်အင်ဂျင်တွေရပ်မသွားခင်သူတို့မှအချိန်9မိနစ်ပဲရပါတော့တယ်။ကြောက်လန့်နေတဲ့ကောင်မလေးကလန့်ကင်ဖို့ကြိုးစားလိုက်တဲ့အခါမှာတော့ကာကရုတ်တရက်ရိုင်သွားပြီးတော့ကယ်ဆယ်ရေးသမားကအပြည့်အစည်းတွေကြားထဲမှာပိတ်မိသွားပါတယ်။အချင်းမရှိရတဲ့အဆုံးမှာရဟရင်အင်ဂျင်ကလည်းမီကိုတွေထွက်လာတာကြောင့်ရီကသူ့အသက်ကိုပထနာမထားဘဲနဲ့အောက်ကိုကိုယ်တိုင်ဆင်းလာခဲ့ပါတယ်။သူကကာတကားကိုအတင်ဆွဲပြုတ်လိုက်ပြီးတော့ကာမလေးကိုအချိန်မီဆွဲထုတ်လိုက်ပါတယ်။လေရင်မှုကကျိုးကိုဖြတ်ချလိုက်တဲ့စက္ကန့်ပိုင်းလေးမှာကာကြောက်ထဲကိုထိုးကျသွားပြီးတော့ကယ်ဆယ်ရေးသမားရောကောင်မလေးပါတီတီလေးအသက်ကနေလွတ်သွားခဲ့ပါတယ်။ဒီလိုအသက်လူကယ်ဆယ်ရေးတွေကရီရတဲ့တော့နေ့စဉ်ကြုံတွေ့နေရတဲ့အလုပ်တစ်ခုလို့ဖြစ်နေပြီမယ်။သိမကြခင်မှာပဲအခါမှမကြုံဘူးသေးတဲ့အစိုးရဆုံးကက်ဒရီတစ်ခုလာနေပြီဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူး။တစ်ဖက်မှာတော့California Institute of Technology မှာမလေးပညာရှင်ဒေါက်တာ Hayes ကကာလီဖိုးနီးယားကိုဖျက်ဆီးသွားတဲ့ Tectonic Plate Boundary စုံတဲ့နေရာက San Andreas စပယ်ကျော်ရဲ့အကြောင်းကိုဟောပြောပို့ချနေပါတယ်။ဒီအနေထားအရအနေနဲ့အမြတ်မဲအေယာမငလင်းကြီးတခုလောက်ခတ်လာမယ်ဆိုတာကိုတော့သူကလုံးဝတန်တရားမရှိပါဘူး။မကြခင်မှာပဲ Hubert ရဲ့နီးမှာထူးခြားတဲ့မြေအောက်လှုပ်ရှားမှုတွေတွေ့ရလို့လောဘော့ကိုင်ဘက်ဒေါက်တာပတ်နဲ့အတူဆက်အသွေးတွေကိုယူပြီးတော့ရောက်စမ်းသပ်နေတဲ့အချိန်မှာငလင်းတိုင်းတိုင်းရဲ့ညွန်းတန်းတွေကရုတ်တရက်အထုအထိပ်ကိုထိုးတက်သွားပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲသူတို့စိုးရိမ်နေတဲ့အရာမငလင်းကြီးဟာစတင်လောက်ကလာပါတယ်။အခိုင်အမာတိဆောက်ထားတဲ့အရာမဆယ်ကြီးကအကွဲလာပြီးတော့တစစီပြိုကျပျက်စီးသွားပါတယ်။လူလေးထိတ်လန့်နေတဲ့ကြားကနေအသက်လူထွက်ပြေးနေတဲ့အချိန်မှာဆယ်ဘော်ကိုလေကားအတန်ပြေးတက်လာတဲ့ဒေါက်တာပတ်ခါဒဏ်ရာရနေတဲ့ကောင်မလေးတယောက်ကိုကယ်ဆယ်ရင်းကနေသူ့ရဲ့ခြေထောက်တန်းချောင်းစုပြီးတော့ပိတ်မိသွားပါတယ်။အချိန်မီရောတဲ့အဆုံးဒေါက်တာပတ်ကကလေးမလေးကိုတန်ငယ်ကြီးဖြစ်သူ Hayes လက်ထဲကိုလွှဲပြောင်းပေးလိုက်ပြီးတော့သူကိုယ်တိုင်တော့ပြိုကျလာတဲ့ရေလုံးကြီးအောက်မှာပဲရဲရင်စွာအသက်စရိသွားခဲ့ပါတယ်။ Hubert ဆယ်ကြီးပျက်စီးသွားတာကအဆက်သက်ခံသက်ဖြစ်နေပြီးတော့တကယ်အဆိုးဆုံးအန်ဒီရဲ့ကြီးကမြို့ကြီးပတ်ကြီးတွေစီကိုဥတီလန်းနေပါတယ်။ဒီအချိန်မှာအိမ်ပြန်ရောက်နေတဲ့ရီကဇနီးအောင်အမာစီကနေကွာရှင်းစာချုပ်ရလိုက်ရလို့စိတ်ရှုပ်ထွေးနေပါတယ်။တမီးဖြစ်သူ Blake ကတော့အမာရဲ့ချစ်သူအသေးတန်နီယန်နဲ့အတူ San Francisco ကိုရောက်ရှိနေပါတယ်။မကြခင်မှာပဲ San Andreas စပယ်ကျော်တကူလောကတပ်ဝင်လှုပ်ရှားလာပြီးတော့အဲလီမျိုးကြီးကိုအင်အားပြင်းတဲ့ငလင်ကြီးတစ်ခုစတင်ရိုက်ခတ်ပါတယ်။စားတောက်ဆိုင်တစ်ခုမှရောက်နေတဲ့အမ်မာတို့ကလည်းမလေးတန်ကိုအပြင်းထန်ခံလိုက်ရပါတယ်။မိဗစ်နေအကွဲစားတောက်ဆိုင်မိဖို့တွေပေါက်ကွဲပြီးတော့မြို့လေကောင်ကမိုးမြော်တိုက်ကြီးတွေကစက်ကူရုပ်ကလေးတွေလိုတခုပြီးတခုပြိုကျပျက်စီးသွားပါတယ်။ရှမ်းပြည်နီပြိုကျသွားလို့အောက်ထပ်ကိုပြုတ်ကျသွားတဲ့အမ်မာအပြည့်အစည်းတွေကြားထဲကနေအမိုးဘော်ကိုရောက်အသေးအတန်ပြည့်တက်လာခဲ့ပါတယ်။ရဲရင်ဘော်ကနေဒီအကြီးတန်းနဲ့မြင်ဝင်းကိုလှမ်းမြင်လိုက်ရရီတာအချိန်မီရောက်လာပြီးတော့ကယ်ဆယ်ရေးချင်းအောင်ဝတ်ချပေးခဲ့ပါတယ်။ပြိုကျနေတဲ့အဆောက်အုံတွေထူထပ်နေတဲ့မိခိုးလုံးနေကြကနေအမနောက်ဆုံးစက္ကန့်မှာလှမ်းခုန်ပြီးတော့ချင်းတောင်ကိုဖမ်းတိုင်နိုင်ခဲ့ပါတယ်။အဆောက်အုံပြိုကျမှုကြောင့်ရဟရင်ကြီးကလဲထွက်သွားပေမဲ့ရီကတော့ကျွမ်းရစာပြန်လဲထင်းချုပ်ပြီးတော့အမကိုအသေးအတန်ကယ်တင်နိုင်ခဲ့ပါတယ်။ San Francisco မှာဘာရီဆက်ဖြစ်နေလဲဆိုတော့မဆက်ခင်ဒီလိုစိတ်ဝင်စားစရာဇာတ်ကားတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီးတော့ update ကြပါအောင်ဗျ။ကဲဇလန်ဆက်ပြောရအောင်။အဲလီမျိုးကြီးပျက်စီးသွားတဲ့အချိန်မှာ San Francisco မြို့ပေါ်ရောက်နေတဲ့သမီးဖြစ်သူ Blake တို့လည်းမလင်တန်ကိုစတင်ခန်းစားလိုက်ရပါတယ်။သူတို့စီးလာရဲ့ကားလေးကမြေအောက်ကားပါခင်ပြိုကျမှုကြောင့်အောက်ထပ်ကိုထိုးကျသွားပြီးတော့အပျက်စီးစီကြားထဲကနေ Blake တယောက်ကပိတ်မိသွားပါတယ်။အဲ့ဒီအချိန်မှာလူချမ်းသာဂျန်နီရဲ့ကအကူညီသွားရှာမယ်အကြောင်းပြပြီးတော့သူ့အသက်ရှင်မှုအတွက် Blake ကိုရဲဆက်ဆက်ပစ်ထားခဲ့ပြီးတော့ကိုလိုယုံခတ်ပြေးသွားပါတယ်။ကန်သောစွာနဲ့ပဲအဲ့ဒီအဆောက်အအုံမှာခဏတာဆုံးတွေ့ခဲ့တယ်။ဘန်နဲ့ Ollie ဆိုရင်ညီကိုနှစ်ယောက်ကတော့
Daniel လုခမပြေးပဲနဲ့ play ကိုပြန်လာရှာခဲ့ပါတယ်။သူတို့ကကာနာပုံတွေကခြိုက်ဖို့အသုံးပြုပြီးတော့ပြိုကျနေတဲ့တန်ပေါင်ကိုမတင်မှုစူးစမ်းပေမဲ့မလွတ်တဲ့အတွက်ညနေညနေတွေတုန်းကကာရီတွေကိုပါဖောက်ချလိုက်ပါတယ်။ဒီလိုနေရာလိုမျိုးဖန်တီးလိုက်တာကြောင့် play ကိုသေးဖေးကနေအချိန်မီကဲထုတ်နိုင်ခဲ့ပါတယ်။အချိန်နဲ့မှပဲအချိန်တွေကထိမနိုင်သိမ်းမရဆိုရလာနေပြီဖြစ်တဲ့အတွက်ဒေါက်တာ Hayes ကသတင်းဌာနကြီးတွေရဲ့ရုပ်သံလိုင်းတွေကိုဝင်ရောက် hack လိုက်ပြီးတော့တမိုင်းတခြားမှာအကြီးဆုံးဖြစ်လာမယ်။အဆင့်9.5ထက်ကျော်လွန်တဲ့နလင်းကြီးလာနေပြီဖြစ်ကြောင်းတနိုင်ငံလုံးကိုအရေးပေါ်သတိပေးလိုက်ပါတယ်။ San Francisco မှာပိတ်မိနေတဲ့သမီးဖြစ်သူကိုကယ်တင်ဖို့ Rain နဲ့ Emma တို့ကရဟတ်ရင်နဲ့ခီးဆက်လာပဲကြပေမဲ့အင်ဂျင်ချိုးရင်းသွားလို့ contact တစ်ခုရှိကိုထိုးကျသွားပါတယ်။အဲဒီကနေ truck ကတစီဖိုးပြီးတော့ဆက်ထွက်လာခဲ့တဲ့အခါမှာနေကြီးတွေကွဲအပ်ပြီးတော့လမ်းပြန်နေတာကိုတွေ့လိုက်ရပါတယ်။ကားကောင်းစွာနဲ့ပဲသူတို့ကိုပူညီပေးမဲ့တက်ကြီးရွယ်ကိုဇနီးမောင်နှံစီကနေလေရင်တစည်းကို truck ကနေလဲလှယ်လိုက်နိုင်ပါတယ်။လေရင်ပေါ်မှာရေသာအရင်ကဆုံးသွားဖြစ်တဲ့သမီးငယ်ရဲ့ကိစ္စကြောင့်သူတို့ရဲ့အိမ်တော်ကြီးပျက်စီးခဲ့ရတဲ့အပေါ်မှာအမာကိုရင်ပွင့်တောင်းပန်ခဲ့ပါတယ်။ San Francisco မြို့ပေါ်ရောက်တဲ့အခါမှာဒီစိတ်တွေအားလုံးကမိတောင်ပျက်စီးနေတဲ့အတွက်သူတို့နှစ်ယောက်က Lady Way တခုကိုပဲအတူတူချီနှောင်ပြီးတော့မြို့ကြီးရဲ့ baseball ကွင်းတစ်ခုတည်းကိုအသက်ဆုံးပြီးခွန်ချခဲ့ပါတယ်။ငလင်းတန်းကြောင့်မြို့တစ်ခုလုံးဟာစစ်တလင်းတို့ပျက်စီးနေပြီးတော့အဆောက်အုံတွေလည်းသူတို့ရဲ့မျက်စိရှိပါတယ်စက်တိုက်ပြိုကျနေစေပါ။ပြိုကျနေတဲ့မြို့ကြီးထဲမှာအသက်ရှင်ကျန်ရည်သူတွေကိုဖူးညီပေးနေရှိုးတရဲ့ပင်လယ်ရေတွေကအဝေးကြီးနောက်ဆုတ်သွားတာကိုရေကတတိထားမိလိုက်ပါတယ်။ဒါကအေယာမဆူနာမီလိုင်းတို့ညီလာနေပြီဆိုတဲ့တတိပေးချက်ပါ။အချိန်ဆွဲမနေဘဲနဲ့ Rain နဲ့ Emma ဟာဆက်လေတစည်းကိုအမြန်ယူပြီးတော့ကမ်းခြေကိုရိုက်ခတ်လာတယ်။ပေယာနဲ့ချီမြင့်တဲ့လိုင်းလုံးကြီးတွေကိုရင်းဆိုင်ကြော်ပြဖို့စ조사ပါတော့တယ်။အေယာမလိုင်းလုံးကြီးတွေဟာကုန်တင်သင်္ဘောကြီးတွေကိုတောင်အပေါ်ကိုပင့်တင်လိုက်ပြီးတော့ကိုရင်းစီတတားကြီးကိုပါအကုန်ရိုက်ချိုးပြန်စီလိုက်ပါတယ်။ဘလိတ်ကိုပြစ်ထားခဲ့တဲ့ Daniel ပါဝင်ထွက်ပြေးသူအများစုကတော့တတားပြိုကျမှုနဲ့ဒီလမ်းကြီးတွေအောက်မှာပဲအသက်ဆုံးသွားခဲ့ကြရပါတယ်။ဆူနာမီလိုင်းလုံးကြီးတွေကြောင့် San Francisco မြို့တကူလုံးဝစီအောက်ကိုရောက်သွားပါပြီ။မြို့ထဲကအမှန်တွေကရန်ထားတဲ့မွန်းညွတ်တာကြီးတစ်ခုထဲမှာ Blake နဲ့ညီကိုနှစ်ယောက်တို့ပိတ်မိနေပြီးတော့ရေတွေကတဖြည်းဖြည်းမြင့်တက်လာပါတယ်။ညီနဲ့အသေးအတန်ရှာပွေနေတဲ့ Rain နဲ့ Emma ကအဲ့ဒီနေရာကိုရောက်လာတဲ့အချိန်မှာတော့အဆောက်အုံကရေအောက်ကိုရောက်နေပြီဖြစ်ပြီးတော့ Blake ဟာမှန်တကိုင်းအနောက်မှာပိတ်မိကအသက်ရှူဖို့လေတောင်မရှိရတဲ့အနေအထားဖြစ်နေပါတယ်။သမီးကိုဒူရာနဲ့ Ray ကရေထဲကိုအချက်ချင်းကိုဆင်သွားပြီးတော့ပိတ်ဆိုနေတဲ့အပျက်စီးတွေကိုအတင်းဖယ်ရှားကသမီးဖြစ်သူကိုဆွဲထုတ်ဖို့ကြိုးစားပါတယ်။သမီးဖြစ်သူကိုကယ်ထုတ်လာနိုင်ခဲ့ပေမဲ့ရေထဲမှာအချင်းချသွားလို့ Blake ကတတိလစ်နေပါပြီ။အပြင်ဘက်ကနေ Emma ကလည်းလေနဲ့မှန်တွေကိုအရှင်ပြင်းပြင်းတိုက်ခွဲပြီးတော့သူတို့ထွက်ပြေးနိုင်မဲ့လမ်းကြောင်းတစ်ခုကိုခွင့်ပေးခဲ့ပါတယ်။ရင်းနဲ့ပြီးတော့တတိလစ်နေတဲ့ Blake ကိုလေပေါ်ဆွဲတင်လိုက်တာနဲ့ရီဟာအရေးပေါ်အသက်ကနေ CPR ကိုအသေးအတန်ဖျူးလို့ပါတော့တယ်။အချင်းတော့ကြာရဲ့ဒီသတိမရလာလို့နောက်ထပ်သမီးတယောက်ကိုပါဆုံးရှုံးရပြီဆိုပြီးတော့အားလုံးမျောလင်းချက်မဲ့လူနီပါပြတ်သွားကြပါတယ်။ဒါပေမဲ့ Ray ကတော့လုံးဝအရှုံးမပေးပဲနဲ့အားမလျှော်တန်းဆက်လက်စူးစမ်းနေခဲ့ရတာနဲ့နောက်ဆုံးမှာတော့ Blake တယောက်ရေတွေအန်ချပြီးတော့အသက်ရှူလာပါတယ်။ဘေးရန်တရားတွေအားလုံးပြီးဆုံးသွားတဲ့အချိန်မှာတော့ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိလာပါပြီ။အသက်ရှင်ကျင်းနေတဲ့မိသားစုဝင်တွေအတူတူပြန်လည်ဆုံစည်းသွားကြပြီးတော့ပျက်စီးသွားတဲ့မြို့ကြီးကိုကြည်ရင်နဲ့အခုကစပြီးတော့ပြန်လည်တည်ဆောက်ရေးတွေစတင်ရတော့မယ်လို့ Ray ကယုံကြည်ချက်ရှိရှိပြောကြရင်နဲ့ဇလန်ကိုအဆုံးသတ်သွားပါတယ်။ဒီဇာတ်ကားလေးကိုသဘောကျရဆိုလို့ရှိရင် like လေးနေပြီးတဲ့ဘုံမမေ့ပါနဲ့ဟုတ်ဗျာ။ဒါမျိုးရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဆက်ပြီးကြည့်ခြင်းတည်းရဆိုရင်တော့ Instagram ဟာဗီဒီယိုလေးကိုနှိပ်ပြီးတော့ဆက်ကြည့်ရှုလို့ရပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။